မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာဆေးရောကိုပါကျမ်းမာကြံ့ခိုင်ဖို့အတွက်ကျွန်တော်နေထိုင်ကကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ definition week day 24ကိုရောက်ရှိလာပါပြီဒီနေ့ပထမဆုံးလေ့ကျင့်ခန်းက weight tester app လေ့ကျင့်ခန်းပါခုံမော်တလန်းလိုက်တဲ့ခြေလမ်းတိုင်းဟာပန်းနိုင်စီကိုတလန်းချင်းကြီးငိမ်လန်းနေတယ်လို့နှလုံးသွင်းပါပြစ္ဆုတ်ပမာကစားနေတဲ့အရှင်တန်ဖိုးကိုသတိကပ်ထားပါတပည့်နှလုံးကိုဘေးမှာချတာပါခုံမော်ကိုခြေပွားအပြည့်တင်ပါခါကိုမကွေးပါနဲ့တက်တဲ့အခါမှာရှေ့ခြေထောက်ရဲ့ဒူဟာခြေပြားထက်မကျော်ပါစေနဲ့ဒူးနာတာကိုကာကွယ်ဖို့အတွက်ဆင်းတဲ့အခါမှာအရှင်ကိုထင်းပြီး control တစ်ဆက်ရွေးချင်းဆင်းမှာပြုတ်ကြမှာကြောက်တဲ့ဆိုရင်စိတ်ကိုဖယ်ပြီးခိုင်မာတဲ့အခြေအနေကိုပဲအာရုံစိုက်ပါကိုယ့်ရဲ့ quadricep အောင်ရှိကြတာနဲ့ glutes တင်မကြတာတွေကျုံဆက်မှုကိုသတိကပ်ကြည့်ပါအခုလုံနေတဲ့ကန်သည်အခုလက်ရှိကြွသားနာခြင်းမှုကိုဖြစ်စေသလိုနောင်ရရှိလာမဲ့ခိုင်မာတဲ့ခြေလှမ်းတွေကိုဖြစ်စေပါတယ်အကြောင်းကောင်းမှအကျိုးကောင်းမှာပါပြစ္ဆုတ်ပံခြေလှမ်းကိုသတိနဲ့ထိန်းနိုင်မှသာလိုရပန်းနိုင်ကိုချွတ်ချွတ်မောမောရောက်မှာဖြစ်ပါတယ်တရားကင်းပြီးခိုင်မာတဲ့ခြေလှမ်းတွေနဲ့ရှေ့ဆက်ကြရအောင်ခြေမှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ trainer နဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်ဗီဒီယိုမှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ